မင်္ဂလာပါဒီလိုတွေ့ရတာဝန်တာပါတယ်ကျွန်တော်နာမည်ကတော့လျန်စကင်းဖြစ်ပါတယ်ကျောင်းသားနံပါတ်88ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့တင်ပြဆွေးနွေးမယ့်အကြောင်းအရာကတော့ scam and digital safety ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဒီနေ့သင်ခန်းစာကတော့လူတွေကိုကြောက်ဖို့မဟုတ်ဘဲနဲ့ကိုကာကွယ်နိုင်ဖို့မိသားစုကိုကာကွယ်နိုင်ဖို့အတိုင်းဝိုင်းကိုကာကွယ်နိုင်ဖို့ဆွေးနွေးဖလှယ်ခြင်းဖြစ်ပါတယ်ကျမ်းစာထဲမှာဖော်ပြထားသလိုပဲဉာဏ်ပညာနဲ့တတိထားတဲ့စိတ်နဲ့ဖွင့်ထားတဲ့စိတ်နဲ့ကျွန်တော်တို့အတူတူလေ့လာကြရအောင်ပထမအဆုံးအနေနဲ့ scam ဆိုတာဘာလဲဆိုတဲ့အရာကိုလေ့လာရအောင်လူကိုလှည့်စားပြီးတော့ကိုယ်တိုင်အချက်လက်မဟုတ်ရင်ငွေပေးစေတဲ့အလုပ်ရဖြစ်ပါတယ်ဥပမာအနေနဲ့အကောင့်ပိတ်သွားမယ်လို့ခဏနေ OTP ပို့ပါတော့ဒီ link ကိုနှိပ်ပါစုရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ် scam ခံရတာဟာဉာဏ်မရှိလို့မဟုတ်ဘဲနဲ့လူတိုင်းမှာဖြစ်နိုင်တဲ့အရာဖြစ်ပါတယ်အဲဒါကြောင့်သတိထားပြီးတော့ပညာရှိစွာနေထိုင်ကြပါစို့နောက်တစ်ချက်အနေနဲ့ scam နဲ့ fraud ကိုခွဲခြားသိမြင်နိုင်ဖို့လိုပါတယ် scam ဆိုတာကကိုယ်တိုင်ကလှည့်စားခံရပြီးတော့တခုခုကိုပေးလိုက်တာဖြစ်ပါတယ် fraud ဆိုတာကတော့ကိုယ့်အချက်လက်ကိုတရားမဝင်ခိုးယူပြီးတော့အသုံးပြုလိုက်တာဖြစ်ပါတယ်ပထမကတော့ you give ဖြစ်ပြီးတော့ဒုတိယကတော့ they use ဖြစ်ပါတယ်ဆိုတော့ပထမ you give အထဲမှာဆိုရင် OTP ကိုပေးတာမျိုး OTP code ကိုပေးတာမျိုးငွေလွှဲအချက်လက်တွေကိုပေးတာမျိုးတခြားအချက်လက်တွေကိုမျှဝေတာမျိုးဖြစ်နိုင်ပါတယ်ဒုတိယအချက်ကတော့ fraud ထဲမှာကျတော့အချက်လက်ကိုသူတို့ကခိုးယူတာအကောင့်ကိုခိုးယူတာနာမည်ခံပြီးတော့အသုံးပြုတာမျိုးကိုဆိုလိုပါတယ်အခုစလုံးကိုကာကွယ်ရမှာဖြစ်ပါတယ်အများဆုံးကျွန်တော်တို့တွေ့ရတဲ့ scam အမျိုးအစားတွေကတော့အခမဲ့စုတို့မမျှော်လင့်ထားတဲ့စုတို့အဲ့လိုမျိုးနဲ့ဆွဲတာမျိုးအလုပ်ကိုင်ခွင့်လန်းတို့ scholarship တို့နဲ့ဆွဲတာမျိုးဖြစ်ပါတယ်တတိယချက်အနေနဲ့ကြတော့ယဉ်နီးမှုမြုပ်နှံမှုမျိုးစုံနဲ့အမျက်ကြီးရမယ်ဘယ်လိုဖြစ်မလဲဆိုပြီးတော့ကမ်းလှမ်းတာမျိုးဖြစ်ပါတယ်နောက်ဆုံးအချက်ကြတော့ဘန်တာဝန်ခံလို့အသိတော်ကောင်းဆောင်လို့အစိုးရလိုမျိုးနာမည်ကိုသုံးပြီးတော့အတုအဆက်တွေ့လာတာဖြစ်ပါတယ်နောက်ထပ်လေ့လာရမှာကတော့သတိပေးချက်များဖြစ်ပါတယ် scam တွေမှာအမြဲလိုပါတတ်တဲ့လက္ခဏာတွေကိုသိထားသင့်ပါတယ်ဥပမာအနေနဲ့စဉ်းစားချိန်မပေးဘဲနဲ့အခုပဲလုပ်ရမယ်ဆိုတဲ့ဟာမျိုးမျောလင့်မထားတဲ့အခမဲ့ဆိုတဲ့ဟာမျိုးအလကားဆိုတဲ့ဟာမျိုးနဲ့လက်ဆောင်ကမ်းလှမ်းတာမျိုးလျှို့ဝှက်မထားပါနဲ့လျှို့ဝှက်ထားပါဘယ်သူမှမပြောပါနဲ့ဆိုပြီးတော့ပြောတာမျိုးပြီးတော့အချက်လက်တွေကို OTP ပဲဖြစ်ဖြစ် password ပဲဖြစ်ဖြစ်ကိုရေးကိုတာအချက်လက်တွေကိုတောင်းခံတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒီလိုမျိုးကြုံရပြီဆိုရင်အရေးကြီးဆုံးစီမင်း၃ချက်ကိုစဉ်းစား၃ချက်ရှိပါတယ်ပထမအနေနဲ့ stop ခဏရပ်ပါအချက်လက်တစ်ခုခု link တစ်ခုခုကိုမနှိပ်ခင်အချက်လက်တစ်ခုခုကိုမမျှခင်ခဏရပ်ပြီးတော့ဒုတိယအနေနဲ့စဉ်းစားရမယ်သက်ဆိုင်ရာကိုမေးမြန်းရမယ်မှာဖြစ်ပါတယ်ဒီအရာအလုံးအသက်အရွယ်အလုံးမှာဖြစ်နိုင်တာဖြစ်ပါတယ်ကျွန်တော်တို့တစ်ခုခုကိုမလုပ်ခင်မှာ10စက္ကန့်ရပ်တန့်ပြီးတော့စဉ်းစားကြရအောင်တယောက်က scam ခံရပြီဆိုရင်ဘာလုပ်ရမလဲအဲ့လိုမျိုးဖြစ်လို့ရှိရင်မရှက်ပါနဲ့ scam ခံရတာဟာဘယ်သူမဆိုမှာဖြစ်နိုင်တာဖြစ်ပါတယ်ဒီအမှန်ကိုပြောပြခြင်းကသာရဲရင်ပြီးတော့မုံမြတ်တဲ့လုပ်ရဖြစ်ပါတယ်ချက်ချင်းလုပ်ရမယ်အဆင့်တွေကတော့သူတို့နဲ့ချက်ချင်းအဆက်အသွယ်ကိုဖြတ်တောက်လိုက်ပါမဆက်သွယ်ပါနဲ့တော့ယုံကြည်ရတဲ့တယောက်ကိုပြောပြပါတခြားသူတွေကိုဒီပုံစံမျိုးကိုအသုံးပြုခြင်းအပြင်သတိပေးပါလိုအပ်လို့ရှိရင်သက်ဆိုင်ရာအာဏာပိုင်တွေကိုသတင်းပို့ပါဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်ဒီလိုနဲ့ကျွန်တော်တို့ယုံကြည်ခြင်းရှိတဲ့ယုံကြည်စိတ်ချရတဲ့အတိုင်းဝိုင်းကိုဖန်တီးကြရအောင်ပါဒီအတိုင်းဝိုင်းကတော့အချင်းချင်းသတိပေးကူညီတတ်တဲ့အတိုင်းဝိုင်းဖြစ်ပါတယ်ပထမအနေနဲ့ကိုကာကွယ်ပါမိသားစုကိုကာကွယ်ပါတခြားသူတွေကိုလည်းအတိပေးမျှဝေပါအချင်းဖြင့်ကာကွယ်ပါလို့ပြောချင်ပါတယ်နောက်ဆုံးအနေနဲ့အတူတကွလုံခြုံကုန်လုံးသောအတိုင်းဝိုင်းကိုတည်ဆောက်ကြဖို့တိုက်တွန်းချင်ပါတယ်
ဒီနေ့ကနေစပြီးတော့ဒီအတိုင်းဝိုင်းကိုကျွန်တော်တို့ဒီဆောက်ကြရမှာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဉာဏ်ပညာနဲ့ရှိနဲ့တတိထားဆုံးဖြတ်နိုင်ဖို့ချစ်ချင်းမေတ္တာနှွေးထွေးတဲ့မေတ္တာနဲ့အချင်းချင်းကာကွယ်နိုင်ဖို့တာဝန်ယူမှုနဲ့အတိုင်းဝိုင်းကိုကူညီနိုင်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ကျမ်းစာထဲမှာဖော်ပြထားသလိုပဲကိုယ့်ရဲ့စကားကိုယ့်ရဲ့အကျင့်အကြံကိုယ့်ရဲ့ချစ်ချင်းမေတ္တာယုံကြည်ခြင်းတန်ချင်းရှင်းချင်းတို့ဟာဆိုရင်တခြားသူတွေအတွက်စံနမူနာဖြစ်ဖို့လိုအပ်ပါတယ်ကျေးဇူးတင်ပါတယ်သတိထားပြီးတော့လုံခြုံစွာနေနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်